မန္တလေးတိုင်း HMB ဝန်ဆောင်မှုအသင်း2026 AGM သင်သားစုံကြီးအစည်းအဝေးကြီးနဲ့2026-29တက်တန်းအတွက်ဥက္ကဋ္ဌပါဝင်အမှုဆောင်တဲ့ရွေးချယ်ပွဲခန်းနာမှာဘိုးဥက္ကဋ္ဌအနေနဲ့တက်ရောက်ပြီးတော့အဖိတ်မှာစကားပြောကြားခွင့်ရတယ်ပြီးတော့များစွာမှာကိုယူဝမ်းမြောက်ပါတယ်မန္တလေးတိုင်းမန္တလေးမြို့ပါတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒုတိယမြို့တော်လည်းဖြစ်တယ်ကျွန်တော်တို့ရဲ့အမတန်အားထားတဲ့မြို့ကြီးလည်းဖြစ်ပါတယ်အသင်းကြီးရဲ့အမတန်အားထားတဲ့ကျွန်တော်တို့တိုင်းဒေသပြည်နယ်တစ်ခုဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဘိုးကရအနေနဲ့တယောက်လာရတဲ့မြန်မာနိုင်ငံရေးချမ်းမြေဆောင်မှုအသင်းဘုံကဒုတိယဥက္ကဋ္ဌ3တွဲအဖြစ်ဒီမှုများဘိုး EC များနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရေးချမ်းမြေဆောင်မှုအသင်းမန္တလေးတိုင်းဒေသကြီးချမ်းမြေဆောင်မှုအသင်းရဲ့ကျွန်တော်တို့ရာယုခလိုက်ဦးရလက်ဂုဏ်လူဆောင်နိုင်ငံကြီးဘူအောင်ကျော်တဲ့နောက်ကကျွန်တော်တို့ဒုတိယဥက္ကဋ္ဌများအတွင်းမှုသက်ပဲအတွင်းမှုဗန္ဒာရေးမှုသက်ပဲဗန္ဒာရေးမှုများဒီပြင်ကျွန်တော်တို့ပြည်ဝင်ရဲ့2026-29တက်တန်းအတွက်ကျွန်တော်တို့ဥက္ကဋ္ဌတဲ့ဦးစေအောင်အမရပူရခရိုင်ဥက္ကဋ္ဌဦးကျော်ကြီးအောင်မြေသားစီခရိုင်မသိန်းမြို့နယ်ဥက္ကဋ္ဌဒေါ်နန်းနေညီမှာကျောက်ဆယ်ခရိုင်ဥက္ကဋ္ဌဒေါ်သိန်းသိန်းအေးနဲ့ကျွန်တော်တို့အလုံးမှုဆောင်များအမှုဆောင်များတေးသူတက်ရောက်လာတဲ့တေးသူများအားလုံးနဲ့ဒီနေ့အထူးဧည့်သည်တော်ဖြစ်တက်ရောက်တဲ့ကျွန်တော်တို့ချမ်းမြေသားစီမြို့နယ်ရဲ့ဦးစီးမှုဦးထွန်းဆန်ဖြူနဲ့တာဝန်ရှိထွေအုပ်ချုပ်ရေးဦးဆောင်တာဝန်ရှိပုဂ္ဂိုလ်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ပါစေကြောင်းဆုတောင်းမေတ္တာပို့သမြန်မာနိုင်ငံအိမ်ဝန်ဆောင်မှုအသင်းကြီးက2012ဇွန်လ28ရက်နေ့မှာအမျိုးသားစီမံကိန်းနဲ့စီးပွားရေးဝန်ကြီးဌာနတရားဝင်ခွင့်ပြုချက်ရတဲ့ပြည်ထောင်စုစစ်အသင်းနဲ့မှာပထမဆုံးပေါ်ပေါက်လာတဲ့အသင်းဖြစ်ပါတယ်ဒီအသင်းကြီးပေါ်ပေါက်လာတဲ့အတွက်ကြောင့်မြန်မာနိုင်ငံတော်မှာရှိတဲ့ HMB အကျိုးဆောင်ပွဲစားများအတွက်အလင်းအောင်ထုံးပေးလိုက်တာနဲ့တူပါတယ်ဒါကသမိုင်းအတွက်လည်းအမှန်တမ်းအရေးပါတဲ့နေ့ရက်တည်းရလည်းဖြစ်ဒီနေ့နေကြောင့်မြန်မာနိုင်ငံ HMB ဝန်ဆောင်မှုအသင်းကြီးဘာကြောင့်ပေါ်ပေါက်ခဲ့ရတာလဲမြန်မာနိုင်ငံ HMB ဝန်ဆောင်မှုအသင်းကြီးဒီနေ့ဘယ်လိုအခြေအနေအစိတ်တန်းကိုရောက်နေတာလဲမြန်မာနိုင်ငံ HMB ဝန်ဆောင်မှုအသင်းကြီးရဲ့ရှေ့ရေးအနာဂတ်အတွက်ကျွန်တော်တို့သိသူသိသားနဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားများတွေဒီဘာကြီးကျွန်တော်တို့လှုပ်ဆောင်သွားမှာလဲဆိုတာကိုကျွန်တော်ချပြသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ပြည်ဆောင်မှုအသင်းကြီးက2017ဇွန်လ28ရက်နေ့မြို့သားစီမံကိန်းနဲ့စီးပွားရေးဝန်ကြီးဌာနတရားဝင်ခွင့်ပြုချက်ရတဲ့ပြည်ဆောင်စုစစ်အသင်းကြီးပထမဆုံးပေါ်ပေါက်တဲ့အသင်းကြီးဖြစ်ပါတယ်2004ခုနှစ်5ခုနှစ်တည်းကရန်ကုန်မြို့မှာရှိတဲ့ကျိုးဆောင်ပွဲစားတွေကနေပြီးတော့HMB ဝန်ဆောင်မှုလုပ်ငန်းတွေလုပ်နေတဲ့အခါမှာကိုအစီအစဉ်နဲ့ကိုလုပ်နေတယ်တယောက်တစ်ပေါက်လုပ်နေတယ်အဲ့လိုလုပ်နေတဲ့အတွက်ကြောင့်အချိန်ကပြောမယ်ဆိုရင်တော့ထိထုခဏပါတဲ့ဖြစ်တယ်လည်းကြုံရတယ်အလုပ်ပြီးတော့အကျိုးမရှိဒီလိုအခြေအနေတွေကိုရင်ဆိုင်နေတယ်နောက်က HMB ဝန်ဆောင်မှုလုပ်လို့ရမယ် professional program ဘွဲကအနေနဲ့ 2% ရစရာရှိတာတွေရတယ်ဘွဲကြောင့်ခံရတယ်အပြေဝမရစားတဲ့အခြေအနေခက်ခဲတွေအများကြီးရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့တွေကနံပါတ်1ကတော့တနိုင်ငံလုံးမှာရှိတဲ့ HMB အကျိုးဆောင်ပွဲစားများရဲ့အကျိုးစီးပွားတွေဖြစ်ထွန်းဖို့ဆိုတဲ့ရွေးချက်ကနံပါတ်1နံပါတ်2ကတော့စိန်ခေါ်မှု challenging တွေဖြစ်တဲ့အကျိုးဆောင်ပွဲက professional fee 2% အပြည့်အဝရရှိရေးတဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ငါတို့အားလုံးအကူအလာဖြစ်တဲ့ HMB အသင်းကြီးတော့ငါတို့ဖွဲ့စည်းမှဖြစ်မယ်လို့ဒါဒီကောင်တော်သားကြီးကယုံကြည်လက်ခံပြီးတော့ဒီအသင်းကြီးဖွဲ့ဖို့စတင်ဆောင်ရွက်ဒီလိုဆောင်ရွက်တဲ့နေရာမှာလည်းငါတို့ရန်ကုန်တိုင်းတစ်ခုတည်းမဟုတ်ဘဲနဲ့ဒီပြည်တော်ပါဝင်တိုင်းဒေသကြီးပြည်နယ်15ခုလုံးအန်တနီတဲ့အားလုံးခံစားရတဲ့အထူးကခံစားမယ်ရဆိုင်တဲ့အထူးကရဆိုင်ပြီးတော့စူးစမ်းဆောင်ရွက်ကြနောက်တစ်နည်းနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အနည်းဆုံးတော့အာဆီယံနိုင်ငံတွေနဲ့တန်းတူရည်တူကျွန်တော်တို့လုပ်ကိုင်ကြီးပွားနိုင်အောင်လို့ဒီအသင်းကြီးကိုဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ဘာဖြစ်လို့ကျွန်တော်ဒီနေ့ဒီစကားပြောလဲလဲဆိုရင်ဒီနေ့အသင်းကြီးရဲ့ဝင်ရောက်လာတဲ့
ဟာလာတင်းကြီးမှာတောင်းထားဆောင်တဲ့အခရပါဝင်ဟာလာဒုတိယအခရများအတွေ့အမှုတွေပဲရေးတွေများဗန်တိုင်းမှုတွေပဲဗန်တိုင်းမျိုးစင်းစင်းနဲ့CEC ပြနောက်ကအတင်းသားများကကျွန်တော်တို့အတင်းဝင်ပြီးထိုင်ယူလိုက်ပြီးအတင်းဝင်ပြီး register လုပ်လိုက်ရင်ငါတို့ဒီကပြရရင်ပြီးဒီနေ့တကယ်ခေါ်တဲ့တနေ့တကယ်ခေါ်တဲ့ဒီလိုမျိုးစီးဝေးတွေကတော့တက်မယ်ဖိတ်ခေါ်ပြီးတော့မယ်ပိုင်းပြီးစားပြီးငါတို့ပြန်ရင်တာဝန်ကြီးပြီးတော့ပြီးလို့တက်ပြီးတော့လာနေတာတွေကအတွေးတွေတိတ်နေပါတယ်ကျွန်တော်ဒီသိန်းကိုစူးစမ်းဆောင်ရွက်ခဲ့တဲ့ ရွေးချက်နဲ့ကိုက်ညီမှုမရှိပါဘူးမြန်မာနိုင်ငံဆိုင်မှုဆောင်မှုအတင်းမှာမှတ်ပုတ်တင်ပြီးတော့လုပ်တဲ့သူတွေကကိုယ်သိန်းကဘလို့အတင်းကြီးလဲဆိုတာသိဖို့လို